ဘာသူသေးသူ့သိလား သိစပဲတူကတတိယတော့ ဟုတ်လားဟောရဲ့ဒီနေ့အစီအစဉ်မှာတော့ဗာလဲဆိုတာအတူတူစောကြည့်ရအောင်ကဲပါကဲနော်အင်တာဗျူးတစ်ခုတော့မေးလို့ရတယ်ဟုတ်လားရဗီဒီယိုနဲ့ရက်ထားမယ်နော်ရတယ်မလားရတယ်နော်ရလားရနော် ရပါတယ် ပို့ပြမယ်အဲ့ဒါသိရေသိလားမသိလားဆိုတာဟာမေးကြည့်မလို့ပါနော်โอเคရတယ်နော်ဒီဟာလေဒီပါဟမ်သူ့သိလား သိတယ် သိလားသူ့သိလား သိစပဲတူကတတိယတော့ ဟုတ်လား ဟာရမအဲ့လိုမပြောနဲ့လေကွာ သိလားဒီအောင်သိလား နည်းနည်းတော့သိတယ်တော့ သိတယ်ဘယ်လိုသိတာလဲဘယ်မှာတွေ့ဘူးတာလဲ အဲ့ထဲမှာ ဘာအဲ့ထဲပါလဲဘယ်နားပါလဲ ဟိုထဲမှာအပြ ဟမ်နေရာဘယ်မှာတွေ့ဘူးတာလဲ ဟိုထဲမှာပဲလေ ဟိုထဲမှာပဲနော်နေရာဘယ်မှာသိတာလဲ ဟိုထဲမှာ ဟုတ်တာသူကဘာလောက်တာလဲ อืม ဘာတွေလောက်တာလဲသူက อืม ဟမ်အဲ့တော့ ဟုတ်ပဲ သူကဘာလောက်တာလဲဟုတ်လားသူကဘာလူမျိုးလဲသိလား တပိုင် ဟုတ်